Hello မင်္ဂလာပါရှင်15ရက်တလ2026တော့ဗောနော်ကျွန်မ20လေးတစ်ချက်ပြမယ်ပဲဒီမဲ့ဒီတစ်ကလေးနဲ့ဗောနော်ဒီလေးလေးနဲ့အဲ့ဒီလေးလေးနဲ့ကိုပေါင်းမယ်ဗောနော်ပေါင်းလိုက်ရင်9 3ညချင်းဟာ3ညဆိုထွက်တယ်ဗောနော်မနက်ပိုင်းconnection နဲ့ပေါင်းတော့9 3ညချင်းမယ်အဲ့9 3ညချင်းကဒီမဲ့4 5ဆိုထွက်တယ်4နဲ့8နဲ့ပေါင်းတော့2ခွန်ချင်း2ခွန်ချင်းကဒီမဲ့2ဆိုထွက်တယ်ဟုတ်တယ်နော်ငါပြဒီမဲ့ခွန်3ခွန်ရဲ့တရပေါင်းတော့8 3ချိန်2ရက်တရပေါင်းတော့8 2ရက်တရပေါင်းတော့3 8ချိန်ကဒီမှာ3ထွက်တယ်ဟုတ်တယ်နော်ခွန်ရဲ့တရပေါင်းတော့8 3ချိန်ကဒီမှာ8ဆိုပြီးထွက်တယ်ရှင့်အဲ့တော့မနေ့ကည2နဲ့ခွန်နဲ့ပေါင်းတော့ကိုမနေ့က1ချိန်လေးကဗာလေးလဲထပ်ပေးအောင်မယ်ဆိုရင်ပေါ့နော်မနေ့ပိုင်း1ချိန်လေးက6လေးချိန်ပါရှင့်6လေးချိန်ပါရှင့်ကဲဒါလေးကတော့ formula အကြလေးပေါ့နော်မနေ့ကထပ်ပေးမလားမပေးဘူးလားတော့ဒါကတော့ပဟင်နိအဖြေနိဘယ်လိုလဲဆိုတော့ကျွန်မပြပြပါမယ်ရှင်မယ်ပေါ့နော်မဲ့3ညခွန်ထွက်ပြီးရင်9 3ညချင်းရင်ချင်းမချင်းရင် break လာတယ်ဒီမှာ6 9ဆိုရင်5 break လာတယ်တွေ့လား6 9ဆိုရင်5 break လာတယ်3ည80ထွက်တယ်9 3ညချင်း60 3ညလာတယ်ဒီမဲ့3ညခွန်ထွက်တယ်3ညခွန်ထွက်တယ်9 3ညချင်းချင်းမချင်းရင် break က3ည5ဆိုထွက်တယ်3ညခွန် break လာ3ညခွန်လာတယ်9 3ညချင်းချင်းမချင်းရင် break က3ည3ဆိုထွက်တယ်3ညခွန်ချင်းမချင်းရင် break ကဒီမဲ့9နှစ်နော်3ညခွန်ထွက်တယ်9 3ညချင်းချင်းမချင်းရင် break ကခွန်8ဆိုရင်5 break ထွက်တယ်3ညခွန်ချင်းချင်းမချင်းရင် break က2 5ဆိုထွက်တယ်3ညခွန်ချင်း3ညခွန်ထွက်ရင်9 3ညချင်းချင်းမချင်းရင် break က6 9ဆိုထွက်တယ်အရင်ဘက်ကလည်းလက်ဆက်မှာထွက်ထားတာပါနော်80ထပ်ပြီး9 3ညချင်းချင်းမချင်းရင် break က4 5ဆိုပြီးတော့9လာတယ်အဲ့တော့ဒီနေ့ပါနော်3ညခွန်ဆိုပြီးလာတဲ့အတွက်မနက်ဖြန်တနေ့ကုန်ပါပေါ့နော်အဲ့တော့မနက်ဖြန်တနေ့ကုန်မှာ9 3ညချင်းမချင်းရင် break 9 3ညချင်းဒါမှမဟုတ်ဘူးဆိုရင် break ပေါ့နော်အဲ့ဒါရှိပါတယ်ရှင်ဒါ formula ကြတာလွဲခဲ့တယ်လွဲလေတစ်ပတ်နှစ်ပတ်ပေါ့နော်အဲ့တော့ကျွန်မပြတာပေါ့နော်ကျွန်မကဘယ်ဟာကိုပို့ကြိုက်လဲလို့မေးရင်တော့ကျွန်မ9 3ညချင်းကိုပို့ပြီးတော့ကြိုက်ပါတယ်အဲ့တော့ရိုးရှင်းပဲကျွန်မတွဲပြလိုက်တော့မယ်ပေါ့နော်9 5 90 4 5 40 9 5 90 4 5 40 break အနေနဲ့ထွာလာမယ်ဆိုရင်6 4 7 5 break ပေါ့နော်နောက်ရောက်6 7 4 6အဲ့ဒါလေးကိုအားထိုးရပါမယ်ရှင့်အဲ့ဒီတမှာကျမအကြိုက်ဆုံးဒီမနက်ဖြန်ညီကိုကြိုက်တယ်ဘာလို့တော့သိလားဒီမဲ့ကြည့်ဒီမှာနှစ်လေးဒီမှာနှစ်လေးပါတယ်80ပါတယ်ကွာအရင်ဘက်ကနှစ်လေးရ80ရထွက်ထားတယ်ဒီမှာနှစ်လေးရ3ညခွန်ရထွက်ထားတယ်လို့ crop တွေထွက်ထားတွေ့လားအဲ့လိုထွက်ထားတဲ့အတွက်ဒီမှာ4 5ဆို4 5 9 8ဆိုရင်ညီကိုနှစ်ခါထပ်ဆင်းထားရပါတော့အဲ့ဒီ2ရက်အတွင်းမှာညီကိုဒီမှာ3ည1နှစ်ခါတော့ဆင်းထားရနော်ချစ်စရာကောင်းလာပါအေးအဲ့တော့ကျမဒီမဲ့9 3ဆိုပြီးသူမယ်နော်9 3ဆိုရင်သူထပ်ပြီးတော့လက်ခတ်ဆင်းထားတယ်ဒီမှာလည်းထပ်ပြီးတော့မဆင်းလို့ပြောနိုင်အောင်ပေါ့နော်အဲ့တော့ကျမနက်ခတ်ကိုလည်းကြိုက်တယ်ရှင်အဲ့တော့နက်ခတ်ကိုကြိုက်တယ်ဆိုတော့6 6ကတကွာကောင်းပါနော်ကဲအားလုံးကန်ကောင်းကြပါစေရှင်ကျမကန်ကောင်းကြပါစေဒါလေးကကျမရဲ့ channel အသစ်ကလေးပါရှင် Telegram ဒီမှာလည်း Telegram လည်း channel အသစ်ရှိပါတယ် Telegram channel လေးလိုချင်ပေါ့နော်Telegram channel လေးကဒီမှာပေါ့နော် L လိုဟာမျိုးလေး L ပေါ့နော်M Y A မြ L A Y လေး F A M I L Y family မြလေး family ပါရှင်ဒီဟာလေးကိုပေါ့နော်ဒီလိုမျိုးလေးရိုက်အကြီးစလုံးနဲ့ရိုက်ပြီးတော့ channel လေးကmember 3ယောက်ပဲရှိသေးရပေါ့နော်မိသားစုဝင်လေးတွေအဲ့ဒီမိသားစုလေးအဲ့ဒီတော့လာပြီး join ပါရှင် free join ပါ free ဝင်ယူပါအနီးကပ်တွေဝင်ယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်အဆင်ပြေတယ်ကြိုက်နေတဲ့ဆိုရင်ပေါ့နော်ဒီ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်အနည်းဆုံးတော့လက်မလေးနှိပ်ခဲ့ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်